Hôm kia bà đi lấy cái gì sắp bị mẹ vlog play cả rồi cái gì thì robot thêm mà thì để tao còn có mày bảo ê tao ở đây cô yêu không có mày thì bà xuống nhỏ còn mà bà cái đó là gì bây giờ bà Slap Tower 4တော့ခုမှမယ် Slap Tower 4ကိုပေါ့နော်ကြီးကိုဘယ်နှခါနိုင်လဲလို့မိပါတယ် Slap Tower 4ကတော့အရင်ခုတ်လို့ကောင်းတဲ့အတွက်ကြောင့်မလို့ဒီနိုင်တာတော့၄ကရှိပါပြီကဲယူလို့ရော Slap Tower ကိုဘယ်နှခါလိုက်ပြီလဲခေါင်းမမကြီးရဲ့နော်4ပါဒါ Slap Tower 4ကြီးအကြိုက်ဆုံးခုံရင်တော့မိနစ်30လောက်ကိုအနည်းဆုံးကြာပါတယ်အဲ့လိုမှဆို live slow မှရမှာဒါပေမဲ့ဒီကဒါမဲ့ဒီကလည်းစလုံးလို့မရသေးတဲ့အတွက်ကြောင့်မလို့မလုပ်သေးပါဘူး Oh my god Oh my god no please Oh my god Oh my god စိတ်ညစ်ကဲဒီကနေလို့ပြန်လာတော့မယ်နော်ဒီပြန်လာပြီပေါ့နော်ခုနကချီတီကိုစောက်ကြည့်နေတာရေရောက်တာအဲ့ဒါနေရှိရတယ်ပေါ့နော်အဲ့ဒါနေရှိရတယ်မတိမတာလေးခေါင်းလိုက်တော့သူပဲပြုတ်ကြပါဟာဆိုပြီးတော့ရီလိုက်သေးတယ်ကဲအခုဆက်သွားပါမယ် Slap Tower ပေါ့ Slap Tower 4ကလေအရင်ခုတ်လို့ကောင်းတဲ့တတော်ဒီနေ့ရရင်ခုတ်ပြီးပါတယ်ဒါပေမဲ့ဒီမနိုင်နေချက်တူလည်းရှိပြီပေါ့နော် Slap Tower 4မှာဆိုအရင်ပြုတ်ကြတယ်ပြုတ်ကြခြင်းရဲ့ဟာမျိုးဒီပြပြရမယ်အဓိကခီတီကိုခီတီဘောနော်လောနေလို့နောက်တစ်ခုကကြတော့မြန်သွားလို့ခုံတဲ့ခလောက်ကိုတေချာမနေလို့နောက်တစ်ခုကကြတော့ဘောနော်မတက်ကြဘူးနောက်တော့လက်ကနှုတ်ချင်တော့မနှုတ်ချင်ဘူးနောက်တစ်ခုကကြခုံချင်းစိတ်မရှိဘူးအဲ့ဟာပဲအကုန်လုံးပေါင်းမှာကီတီရမရပြီပါကြီးဆိုလို့ရင်အရင်တော့ဆိုလို့ရှိရင်လည်းလောတာဆိုတော့အနေမလို့ဆိုပြီးသွားလိုက်တာအမနိုင်ဝါရောဆက်ချောဖို့ဒီခုနနိုင်မှာလာမယ်ကီတီရဲ့ vlog ကိုဆောင်ပြကြတဲ့သူရဲ့အတွက်ကိုလည်းဒီကျေးဇူးများတင်ပါတယ်ကီတီအဆက်တော့ပြောတာခုံခွဲပေါ့နော်ဒါပေမဲ့ခုံခွဲမှာဒီ class time တခုနေစားရှိသေးတယ်အဲ့ဒါကြောင့်ကီတီခုံကမှာ class time ဝင်ရမှာဆိုတော့ဒီခုံလေးရတယ်ပေါ့နော်ဘယ်တော့ခုနနိုင် class time ဝင်မလို့ပဲဒါပေမဲ့ခုနနိုင်ကမဟုတ်ဘူးနော်ခုနနိုင်ရကြတော့ကီတီလုံးစီရရှိရဟာလုံးနေရတယ်ပဲအမဘောနော်လို့ဖြစ်ကြပါရှင်အားကြောင့်မလို့ပါlet's go ဒီခုံနာမြန်ရလာရင်ကိုမေးရချင်းနေလို့ရှိတော့ Slap Tower 4ကိုခုံကြည့်ရလာခီတီကိုခုံနာကြည့်ပြီးယူကိုလည်းခုံကြည့်ကြတော့ရခုံကိုကောင်းနေခီတီပြောရဲခုနအချက်လေးပြီးမရှိဖို့တာလူရဲနော်ယူခီတီလောက်ဝေးထားတယ်နော် short မှာအဲ့ဟာကိုမကြည့်ရသေးသွားကြည့်လိုက်ပါကိုတိုင်း လက်ခံခြင်းနဲ့ဆိုလို့ရှိရင်တော့ယူရိုရဲ့ face ကိုပြပါရှင်ယူရို face ကိုပြမှခေရလုပ်ပြီးလို့ရမှာပေါ့နော်အားကြောင့်မလို့ပါအခုကတယောက်ပဲရှိသေးတယ်နော်ယူရင်းမှာ10ယောက်ပါအားကြောင့်9ယောက်ကြီးအောင်လာလေးရသေးရဲ့အတွက်ကြောင့်မလို့ကိုမလောက်ခံသေးရင်တော့လာခဲ့ကြပါတော့ Oh my god ကဲခုနရောက်ပြန်လာခဲ့မယ်နော် Hello ခီပြန်လာပြီဒီနေ့အခုခီတီ3ခါလောက်ပြုတ်ကြသွားပါတယ်ဟုတ်ပါတယ်3ခါမဟုတ်ဘူး4ခါ5ခါလောက်ပြုတ်ကြပါအဲ့တော့ခီတီစိတ်ရှိတဲ့ပဲ vlog ရိုက်နေရဆိုပြီးတော့ခုံးလာပါအဲ့နဲ့မူလရှိနေနေအောင်တော့ပြန်ရောက်သွားပါတယ်အဲ့ဒါခီပြောပါရှင်အခုခီတီပန်းနိုင်တော့ရောက်ခါနေနေပါပြီရှိတော့ဒီတော့ခေါ်ရင်မနေ့ကြာလဲဆိုတော့ခေါ်မှရင်တော့ခီတီကတော့အနည်းဆုံးအခုဒီရောက်ပြီဆိုလို့ရှိရင်တော့17လောက်ကြာပါပြီ17မိနစ်ပေါ့နော်အဲ့လောက်ကြာပါခီတီကိုမကြပါ daily vlog ညရိုက်ပေးဦးလား daily vlog လေးရိုက်ပေးပါ daily vlog ကကြောင့်မရိုက်လို့မရအမဟုတ်ရိုက်လို့ရပါတယ်ဒါပေမဲ့တနေ့ထားထားမယ်အချိန်ကကျွန်တော်ဒီကကျွန်တော်အဲ့ရထားပြန်နေတန်းရလို့မရပါဘူးအဲ့ကြောင့်ဝင်ဒီ daily vlog ကိုကြားရောဒီအသက်7နှစ်လောက်မှရိုက်မှာပဲအဲ့ဒါကြောင့်မလို့ဒီ daily vlog လုပ်ချင်တယ်ဆိုလို့ရှိရင်တော့မဆောင်ကြပါအလောဆယ်100 video လေးတင်မိမှာပါအဲ့ကြောင့်မလို့100 video တွေမှာလည်းဒီနဲ့တွေ့လို့ရပါရှင်
ဘာဖြစ်လို့ဟမ်းမိတ်ဗီဒီယိုတင်ပြရလဲဆိုတော့ Kitty လေvlog channel ဆိုတော့လေဟမ်းမိတ်လေးမတင်ရပါတယ်ဒါပေမဲ့ Kitty ကိုတင်နိုင်တဲ့သူတွေရှိပါတယ် short မှာအားကြောင့်မို့ Kitty တင်ပြလိုက်တာပါအဲ့တော့တင်မယ်လို့ဆုံးဖြတ်ချက်ချတယ်အရင်တော့လေတင်မယ်လို့ပါပဲဒါပေမဲ့ Kitty လောဆယ်ဟိုကောင်းနေပါတော့19ကတော့ကောင်းနေပါတယ်အားကြောင့်19ကကောင်းနေတဲ့အတွက်သွားလို့မရဘူးလေအားကြောင့်တော်သေးနားပြကြလို့ဒီရလေဒီ slap tower fall လေးကိုအရင်သဘောကျပါတယ်အရင်ခုံလို့ကောင်းပါရှင်Kitty channel ကိုလည်း like and subscribe လုပ်ပေးကြပါဦး Oh my god ဟုတ်ကြဟေးကဲအဲ့နာရှောင်းရင် Kitty ကိုနဲ့တူတူပြန်တွေ့မယ်နော် Okay Kitty ပြန်လာပြီခုနလေးလေကားနားမှာလေးပြုတ်ကြအောင်မလို့ဖြစ်တယ်ပေါ့နော်အဲ့ဒါလေး Kitty လေးဟိုမနေကိုတန်ကောင်းလို့ပေါ့နော်အောက်ပြမကြဟာဒီညရောက်စားပြီတော်သေးလို့ဟာလေးစားလာပြီလေးစားမတော်ဘူးဆို Oh my god Oh my god တော်သေးအဲ့ဒီအဲ့လိုလေးစားနာရောက်ပြီဆို Kitty လေး Oh my god ရွယ်ပြောငါတနိုင်ဝါဒီညာရပြုတ်သွားမှာဒီညာမှာပြုတ်ကြချက်ခါတော့ရှိနေခရီးလေးအတန်ရောင်မမီတော့ဘောနော် Oh my god Oh my god အိုးတော်ဒီလို့အဲ့နာပြကြနေရတယ်လေသာနာတာပြီအိုးတော်ဒီသွေးသာရှော့ပါဘောနော်အဲ့နာခုကတီဒါမှအခုပဲလုပ်ဖို့ပဲဘောနော်အခြားရဆိုပြောခုနကလည်းဒီဘီယာကိုတားလိုက်ရတယ်Oh noတော်တော်ရောဖြစ်နေတယ်သွေးတော့မြန်တော့တက်ပါရောလို့သွေးအစင်းကြီးတက်ပါသွေးအပြည့်တော့ပါဟာအေးသွေးရောကနည်းနည်းဟိုဟာဖြစ်တယ်ပေါ့နော်ရှေ့သွေးရောတိတ်ပြီးမကြဘူးစိမ့်ရနေကြတာအဲ့ဒီလေးသားနဲ့ဆိုတိတ်နေရဆိုကြပါအဲ့time make it ကဖြစ်ပြီဆိုလို့ရှိရင်ဖျားတာတာနေပေါ့နော်ရှိလို့အဲ့နားလေးတက်ရင်ပြန်လာခဲ့ပါမယ်လို့ရလို့တော့ပြန်လာမဟုတ်ပါဘူး15ကပြုတ်ကြပြီလို့ပြန်လာတာပါဒီတခါတော့ခီရီနိုးနဲ့ဒီလိုသွားပြီပေါ့နော်ခီရဲ့အတောင်တရက်ကြည့်ပေါ့နော်ဆိတ်ရှိလားမရှိလားဆိုတော့တောင်ပါဒါတော့အရန်ခတ်တယ်အနာကြီးအဲ့နာရဘလို့လောက်ထားမှလည်းမသိဘူးတော်သေးရဲ့ဗျာတာနေလို့ဝေးကုန်နေပြီသွေးကုန်နေပြီလို့တိုးလာပြီအဲ့ဒီလာနာဆိုတာအကြဒါပေမဲ့ခုမဟုတ်ပါဒီမျိုးတော့မယ်အဲ့လိုမျိုးဖြစ်တာလေနည်းနည်းဒေါသအရန်ထွက်โอเคဒီနားနေကိုဘယ်တော့မှတက်မလို့မသိရတဲ့အတွက်ကြောင့်မလို့တက်ရင်တော့ပြန်ဟဲ့မယ်ဒီတရုတ်တစ်ခါတရုတ်ဆောင်ရမှာပိုးစိုးနေတော့အခါဘာလို့ပို့ဆိုးနေရလဲအပြာအောင်ရောက်ပါပြီခေါင်းကျစိတ်တော့မရှိတော့ဟာစိတ်တော့မရှိတော့အိမ်နာဘာဖြစ်လို့အခုမှအခါလာနေရရောကဲအဲ့လိုပေါ့နော်အဲ့လိုဒီခုနကလေးအမဒေါသကြီးထွက်တာအဲ့လိုမျိုးပါဟိုမှာနည်းနည်းကိုစိတ်ရှည်အောင်ထားရပါတော့ခုနကလေဒီနားရောက်ဘူးပေါ့မှာအပြောင်ပြုတ်ကြပါကဲဒီတစ်ခါတော့ရှောင်သွားမယ်ပေါ့နော်ဘီကလည်းပြန်သွားရမှာပဲမထူးဘူးပေါ့နော်ဒီဟာကိုသွားနေရမိနစ်30လောက်ရှိနေပြီပေါ့ဝီဒီယိုမရတဲ့1နဲ့တော့အခါပေါ့နော်ဒီလိုဖြစ်နေပြီလို့ခြိုင်အဲ့တိုင်းမိချင်ရတော့သွေးရော်လည်းမဖြစ်ဘူးဆက်သွားတာပဲအဲ့တိုင်းဒီခါရှောင်းသွားလိုက်တော့မရှာဘူးဘယ်လိုတော့မလဲရှင်ကတီကိုတစ်ချက်ပြောပေးကြပါအောင်လို့ဒီနေ့ကတီအီးတွေလုပ်ပေးထားရင်တော့အမအခုမတင်ရသေးပါဘူးအခု9နာရီကျော်တင်ပါပါအခုဆို9နာရီ19အောင်ဖြစ်နေပြီရိုက်တာ9နာရီပေါ့နော်အဲ့တိုင်းမှာပဲကတီရဲ့အချိန်ကြီးကတော့
အဲ့လိုစကားတစ်ခုပြောလိုက်ရင်မရှောက်ငါမပြောဘဲနဲ့သွားကြည့်မယ်ကိုရှောက်โอเคကီတီဆန်အောင်မြင်ပါပြီကဲအခု let's go let's go yay နိုင်ပြီ yes လာပြပြီ yeah ကဲ yo yay နိုင်ပါပြီဒီခါဆို9ခါမြောက်နိုင်ပါပြီရှင်ကဲဒီနေ့ vlog ကိုဒီလောက်ပါရှင်ကြည့်တဲ့အရင်ပြောပါရဲ့အခုလိုမျိုးရပါတယ်တဲ့ကျေးဇူးပါကဲဒီနေ့ပေါ့နော်အဲ့နာမှာတော့ထက်ခါတော့သွားလိုက်ရတဲ့အတွက်တော်လည်းမပြောပါဘူးအခုလိုရပါတယ်တော်လည်းပြောပါတယ်တတ်တာ